တက်ရှိအဲ့ဒီမှာ mass မှာတွေ့တယ်ဆိုတော့တရင်တွေလည်းတော်တော်လေးဘလူပြန်နေတယ်ဆရာအဲ့ဒါကြားမိလားမသိ ဒီစက်ကြဝဠာထိုးထဲမှာကျွန်တော်လူသားတွေကတက်ရောက်တဲ့တမျိုးနယ်စုထဲပဲဆိုရင်လည်းအရင်အထီးချန်ဆန်ပြီးတော့ကြောက်ဖို့ကောင်းတယ်ပေါ့ဗျာသူပြောတာကျွန်တော်လူသားတွေတယောက်တည်းမဟုတ်ဘူးပေါ့ကျန်တဲ့ဂျိုသားတွေရှိသေးတယ်ဆိုတဲ့အရှိရလဲဒါလည်းကြောက်ဖို့ကောင်းတယ်ပေါ့နော် ကဘာမြေကြီးထူးဆန်းတာကတော့ဘယ်လိုပြောရမလဲဆိုတော့ဒီတက်ရှိဒီဖွံ့ဖြိုးဖို့အတွက်ကိုတော့ကအဲ့လိုအစင်သက် ready made ဒီလိုလှုပ်ထားပေးတဲ့ဒီလိုအနေအထားမှာရှိတယ် တွေ့ရကြပြီနော်ကျွန်တော်တို့အခုတလောဆရာဆွဲပါရေးလှုပ်ဖြစ်နေလမ်းပြီးနော်ဒီတလော ဒီလိုပါပဲဘဝရုံးကန်နေတာပေါ့တရင်တွေကလည်းအမျိုးစုံပဲဆရာရဲ့ကဘာတရင်တွေမှာလည်းနိုင်ငံရေးတွေရောစိတ်ပွားရေးတွေဆရာဘာတွေများအသက်ကြားထားလည်းမသိ အေးပေါ့ခုနဆရာဆွဲပြောလို့ပဲတည်င်းတွေကတော့အကောင်းတွေတိတ်မရှိဘူးအဆိုးတွေကြီးပဲပေါ့ဟိုဟာနိုင်ငံရေးမှာဆိုရင်လည်းအဲ့လိုပဲပေါ့အခုဆိုရင်ဗာလဲအာဖဂန်နစ္စတန်မှာဇလန်တွေရောဟိုပါလက်စတိုင်းကိုနိုင်ငံအတိမတ်ပြုတဲ့ဟာတွေရောပြီးဂါဇာကိုအစ္စရေးကဘုံထက်ကျဲတာတွေရောအစုံပဲပေါ့ဆရာဆွဲပြီးရင်ဟိုအခုဒီအာဖဂန်နစ္စတန်ရဲ့ဒီ air base ပေါ့နော် air base ကိုအရင်တော့ American တွေရဲ့ air base အဟောင်းပေါ့အဲ့ဒါ Trump ကပြန်လိုချင်တယ်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအခုတော့မှတော်တော်လေးသဘောထားတင်းမာမှုရှိတယ်လို့ကျွန်တော်ကြားရတယ်ဗျာအခုအဲ့ဒါကိုအာဖဂန်နစ္စတန်လည်းမပေးဘူးပေါ့မင်းတို့ကြိုက်တာလို့ပေါ့အရင်ကလည်းမင်းတို့နှစ်20ငါတို့ခံတိုက်ပြီးပြီနောက်ထပ်နှစ်20မင်းတို့ခံတိုက်ဖို့လည်းငါတို့ဝင်မလေးဘူးဆိုပြီးတော့အာဖဂန်နစ္စတန်လည်းပြောတယ် Trump ကလည်းမင်းတို့မပေးလို့ရှင်တော့မင်းတို့ဆိုးဝါးကြုံမယ်ဆိုပြီးအဲ့လိုချိန်ချောက်ထားတာပေါ့ပြီးရင်ကျွန်တော်ဒီရုရှားယူကရိန်းဘက်မှာဆိုရင်လည်းရုရှားရဲ့တိုက်လေယာဉ်တွေကဒီပိုလန်ဘက်ကိုအရန်လာပြန်တယ်လို့တွေ့ရတယ်ဗျတည်င်းနေတယ်မလားအဲ့တော့ကဘာကြီးကတော့တတိယကဘာစစ်ဖြစ်တော့မှလားမသိဘူးเนาะဆရာဆိုရင်အများအားလို့ပါပဲဒီ Trump သမ္မတဖြစ်ခဲ့တဲ့ဟိုကကျွန်တော်တို့မြောက်ကိုရီးယားနဲ့ဖြစ်တော့မယ်လို့ရုရှားနဲ့ဖြစ်တော့မယ်လို့တရုတ်နဲ့ဖြစ်တော့မယ်လို့အခုဆိုရင်လည်းဒီ Israel နဲ့ Iran ပြဿနာမှာဆိုရင်လည်းဖြစ်တော့မယ်လို့အိန္ဒိယပါကစ္စတန်ဖြစ်တော့မယ်ဆိုရင်လည်းဖြစ်တော့မယ်လို့ကဘာကြီးကနေလို့တော့မကောင်းတော့ပါဆရာတတိယကဘာစစ်တကယ်ဖြစ်ရင်ဘယ်နာသွားနေကြမလဲကျွန်တော်တို့မြန်မာနိုင်ငံကလူတွေမလွယ်ဘူးမြန်မာနိုင်ငံကတော့ဟိုနျူကလ িয়ার ဘာဖြစ်မယ်ဆိုလို့ရှိရင်ဒီထိခိုက်မဲ့တဲ့မှာဇုံထဲမှာပါတယ်လို့ကျွန်တော်တို့ဖတ်ရတယ်လွတ်တာဆိုလို့ဒီနယူးဇီလန်နိုင်ငံရဲ့အစိပ်ပိုင်းတစ်ခုလေးပဲလွတ်မယ်ပေါ့နော်အဲ့လိုကြားတယ်။ဒါမှမဟုတ်ဆိုရင်တော့ချမ်းသာတဲ့တထေးတွေကတော့mass တွေပါတယ်များသွားပြီးတော့နေမလားအင်္ဂါကြိုများသွားနေမလားလို့ပြောတော့ Elon Musk ကအဲ့အကွက်မြင်လို့ကြိုပြီးတော့ဖန်တာလုံးနဲ့ကြိုပြီးတော့ရွှေ့တာဖြစ်မယ်နော်ကျွန်တော် Mars တွေဘက်မှာမြေကွက်တွေခုချိန်တည်းကသွားပြီးပတ်စံစုပြီးဝဲအောင်စဉ်းစားမှတင်တယ်လို့ဖြစ်နေပြီ mass ပြောလို့ဆရာအခုဒီတလောမှာဒီ mass နဲ့ပတ်သက်ပြီးတော့ဒီတက်ရှိအဲ့ဒီမှာ mass မှာတွေ့တယ်ဆိုတော့တရင်တွေလည်းတော်တော်လေးဘလူပြန်နေတယ်ဆရာအဲ့ဒါကြားမိလားမသိကျွန်တော်အဲ့ကိစ္စမကြားမိသေးဘူးခင်ဗျာဆက်ပြောပြပါအောင် Mars မှာဗျာသူကဒီ NASA ကဒီဆက်ရုပ်တင်တဲ့ဒီမြေကြီးတူးပြီးတော့သူတို့ရဲ့ဒီမှာရှိတဲ့ဘူမိဗေဒစစ်ဆေးမှုလေးတွေလောက်တာပေါ့နော်။ဆိုရင်လောက်တဲ့ခါကျတော့အဲ့မှာသူတို့ကြောက်တုံးတုံးတူးပြီးတော့ကြီးတဲ့အချိန်မှာအဲ့ကြောက်တုံးပေါ်မှာသူကဒီကြက်သက်ကွက်ပေါ့နော် Leopard scan ပုံစံကြက်သက်ကွက်ပုံစံမျိုးလို့အကွက်ကလေးတွေသူတွေ့တယ်အစိမ်းရောင်အကွက်ကလေးဆိုတော့ပုံမှန်တဘာဝရေလီမီရဲ့တိုက်စားမှုကြောင့်ဒီတဘာဝဖြစ်ရဲ့ကြောင့်ဒါလိုမျိုးအကွက်တွေဖြစ်တဲ့ထုံးစံမရှိဘူးဒါလိုထုံးစံအကယ်လို့အကွက်တွေမြန်မာဒီကဘာပေါ်မှာဒါမြင်ခဲ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကတနေရာမှာရေကြီးတက်လို့တော့ဒါမှမဟုတ်တနေရာမှာဘက်တီးရီးယားပိုးတွေမှိုတွေကြောင့်မလို့ဒါလိုအကွက်ဖြစ်တယ်ပေါ့ဗျာအဲ့တော့ဆိုလိုတာအဲ့ဒီအကွက်ကိုတွေးတဲ့အချိန်မှာMars မှာအင်္ဂါကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ဟိုဒါဖျားချက်သက်ဆိုပြီးတော့ကိုးကွယ်မှာပြောလို့တော့မရဘူးပေါ့နော်ဆိုတော့ဒီအင်္ဂါဂျိုမှာအဲ့ဒါကိုတွေးတဲ့ခါကျတော့ဒီတက်ရှိရဲ့လက္ခဏာပေါ့တက်ရှိရဲ့လက္ခဏာတွေးတယ်ဆိုပြီးတော့တင်ကတော်တော်ကြီးကျယ်နေဆိုတော့အဲ့ဒီပစ္စည်းကိုကြောက်တုံးတူးပြီးတော့မကြခင်နောက်6လလောက်အတွင်းထဲမှာကဘာမျိုးပြန်ရောက်ဖို့အစီအစဉ်ရှိတယ်အဲ့ကလို့ရှိလို့အဲ့မှာတွေးခဲ့တယ်ဆိုရင်တော့ဒါအမြဲတမ်းလို့ကျွန်တော်တို့စိတ်ထဲမှာဟိုအမြဲတမ်းသိပ္ပံပညာရှင်ကြားထဲမှာအငင်းခုန်များတဲ့ဂျိုသားတွေရောရှိပါမလားကဘာအပြင်မှာတက်ရှိတတ္တဝါတွေများရောရှိပါမလားဆိုတော့ဒီ controversy ကိုဒီ challenge လုပ်တဲ့တော်တော်ကြီးမားတဲ့တဲ့ရင်ဖြစ်လာဖို့အစီအစဉ်ရှိတယ်ဆရာကျွန်တော်အေးပေါ့ဟိုလူတွေကတော်တော်များများကလက်စုပ်လက်ကင်မပြနိုင်မဲ့လူတွေက Mars မှာကတက်ရှိကနေလို့လည်းရတယ်ပေါ့နော်အရင်ကဆိုရင်ကိုယ်တိုင်မရောက်ဘူးခင်တော့ Mars မှာတက်ရှိလောက်တယ်ဆိုပြီးလူတွေကတွေးခဲ့ဘူးတာဟုတ်နော်ဟိုရင်တော့ကျွန်တော်ရုပ်ရှင်တွေမှာတော့စကားတွေမှာဆိုလဲဟုတ်တယ် Mars မှာတက်ရှိတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ဆိုတကယ်ကိုယ်တိုင်ရောက်ကြည့်တဲ့ခါကျတော့တက်ရှိတော့သူတို့တွေမတွေ့ဘူးမတွေ့သေးဘူးပေါ့အခုထိမတွေ့သေးဘူးပေါ့မတွေ့သေးဘူးပေါ့ပေါ်ဦးနေတာပေါ့နော်ခူတွေထဲမှာအခုဆရာဆွဲပြောတဲ့သတင်းရဆိုရင်တော့အခုလက်ရှိမရှိဘူးဆိုရင်တော့မှအရင်ကရှိခဲ့တယ်ဆိုတော့တက်တည်ဖြစ်လာနိုင်တယ်ပေါ့နော်ဟုတ်ကဲ့
အဲ့တော့ဟို Mars မှာအဲ့တက်ရှိတွေ့တယ်ဆိုရဲဟာပေါ့နော်ကျွန်တော်တို့ဆရာပြောတာကျွန်တော်မေးကြည့်ချင်တာပေါ့နော်ကျွန်တော်တို့လူသားတွေရဲ့ဖြစ်တည်မှုကပေါ့နော်လို့ specialize ဖြစ်နေတာလားပေါ့ကျွန်တော်အရင်တုန်းကလည်းစဉ်းစားမိတာပေါ့နော်ဟိုအဲ ငါတို့ပဲတမှုထူးခြားတဲ့တမှုထူးခြားတဲ့တတ္တဝါတွေလား အေးပေါ့မေးခွန်းကပေါ့ဟိုဘယ်လိုပြောမလဲကျွန်တော်တစ်ခေါက်ကြားဘူးတာပေါ့နော်လို့မေးခွန်းတစ်ခုမေးခြင်းတယ်ပေါ့နော်ကျွန်တော်လူသားတွေကတယောက်တည်းလားဆိုပြီးအမှကျွန်တော်တို့တစ်ခေါက်တော့စကားတစ်ခုမှကြည်ဘူးတယ်ဗျာအဲ့နဲ့အဲ့မေးခွန်းရဲ့အဖြေအားတဲ့ဟိုနှစ်ခုပဲရှိတယ်နှစ်ခုလုံးကလည်းကြောက်ဖို့ကောင်းတယ်တဲ့ဘာလဲဆိုတော့ကျွန်တော်လူသားတွေကဒီစัจ java လာတစ်ခုထဲမှာကျွန်တော်လူသားတွေကတယောက်တည်းတစ်မျိုးနွယ်စုတည်းပဲဆိုရင်လည်းအရင်အထီးကျန်ဆန်ပြီးတော့ကြောက်ဖို့ကောင်းတယ်ပေါ့ဗျာသူပြောတာကျွန်တော်လူသားတွေတယောက်တည်းမဟုတ်ဘူးပေါ့ကျန်တဲ့ဂျိုသားတွေရှိသေးတယ်ဆိုတဲ့အဖြေကလည်းဒါလည်းကြောက်ဖို့ကောင်းတယ်ပေါ့နော်ဟိုကိုယ့်ထက်ဘယ်လိုပြောရမလဲနီးပညာပိုင်းဆိုင်ရာအဆင့်မြင့်တဲ့ဟာတွေဆိုရင်ကဘာကိုလာပြီးတော့ပေါ့နော်ဖြက်စီးမှာလားတိမ်ပိုက်မှာလားဆိုတော့မေးခွန်းတွေရှိသေးတာပေါ့ဒါပေါ့အဲ့ခါကျတော့အဲ့မေးခွန်းကိုကျွန်တော်လည်းသိကျင်တာပေါ့နော်အဲ့တော့ဒီတက်ရှိတွေကဒီကဘာမှာပဲရှိနေတာလားပေါ့နော်ဒါမှမဟုတ်လဲတခြားတော့ကျွန်တော်တို့မမြင်သေးတဲ့နေရာတွေမှာရှိနေတာလားဒါမှမဟုတ်တို့တွေကကျွန်တော်တို့စီကဘယ်လိုလဲပုံနေရလားပေါ့အဲဆရာဆွဲအဲ့ကိစ္စလေးတစ်ချက်ပြောပြပေးပါအောင်ကျွန်တော်တက်ရှိလို့ပြောဖို့အတွက်ကကျွန်တော်တို့ပြဿနာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကကဘာမြေကြီးပေါ်မှာရှိတဲ့တက်ရှိတဲ့အားလုံးကဟိုပုံစံတော်တော်လေးကိုမှနီးစပ်ကြတယ်ဥပမာမျိုးဒီနေရာမှာကြောင်တဲ့လူနဲ့ဆိုရင်မနီးစပ်ဘူးလို့ထင်ပေမဲ့ကျွန်တော်တို့ကကြောင်မှာလည်းလက်ချက်တော့၄ခုရှိတယ်လက်လူမှာလည်းလက်ချက်တော့၄ခုရှိတယ်ကဲဒါဆိုရင်ကတော့ octopus နဲ့ဒီလက်ရှစ်ချောင်းပါတဲ့ပင်ကူနဲ့ဒါမှမဟုတ်ဒီရေပေါ်ရဲနဲ့လူနဲ့ကြတော့မနီးစပ်ဘူးလို့ပြောပြမယ်လေသူစီမှာလည်းဒီအစာရင်တွေရှိတယ်အုံနောက်တွေရှိတယ်ကျွန်တော်တို့လူမှာလည်းအစာရင်တွေရှိတယ်အုံနောက်တွေရှိတယ်ဆိုတော့အဲ့ဒီအတိုင်းပဲရှိသမျှဟိုဘက်တီးရီးယားပိုးမွားလေးတစ်ကောင်နဲ့ကျွန်တော်တို့နဲ့ရောမနီးစပ်ဘူးလားဆိုတော့သူတို့လည်းနီးစပ်တယ်ဘယ်လိုနီးစပ်လဲဆိုဘက်တီးရီးယားရဲ့ cell ပုံစံနဲ့ကျွန်တော်တို့ရဲ့ cell ပုံစံနဲ့သဘောတရားချင်းတူတယ်ကျွန်တော်တို့စီမှာဒီ cell ထဲမှာ DNA တွေရှိတယ်လို့ဘက်တီးရီးယားမှာလည်း DNA တွေရှိတယ်အဲ့ပြောချင်တာကကမ္ဘာမှာရှိတဲ့တတ္တဝါအားလုံးကပုံစံကဒီအခြေရာကအတူတူပဲလို့ပြောချင်တာအခြေခံအနေထားမှာအခြေရာအတူတူပဲလို့ပြောချင်တာအဲ့တော့ကျွန်တော်က carbon base life form ပေါ့ carbon ကိုအခြေပြုထားတဲ့ life form ပေါ့ဆိုတော့အဲ့လို carbon ပါတဲ့ carbon base အဲ့လို chemical တွေတော့ organic compound တွေလို့ပြောကြတယ်မလားကျွန်တော်တို့ကတဘာဝအတိုင်းမဟုတ်ပဲနဲ့ဒီသက်ရှိတတ္တဝါတွေကထုတ်လုပ်တဲ့compound တွေကို organic compound လို့ပြောကြတယ်အဲ့တော့ကျွန်တော်တို့ကပြင်ပမှာဒီတခြားသောဂျိုတွေမှာကျွန်တော်အာကာသမှာတက်ရှိများရှိလာလို့လိုက်ရှာတဲ့ခါကျရင်အများသောအားဖြင့်ကျွန်တော်တို့ကဒီ carbon base organism ကိုပဲလိုက်ရှာနေတာပေါ့အဲ့လိုလိုက်ရှာနေတော့တွေးတာလည်းတွေးရင်လည်းတွေးမယ်မပြောတတ်ဘူးဒါပေမဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကရှာနေတာတစ်မျိုးဒါပေမဲ့ဒီ carbon base organism မဟုတ်ဘဲနဲ့နောက်တစ်မျိုး organism သဘောကရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်မျိုးတက်ရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့မမျှော်မှန်းထားတဲ့ပုံစံနဲ့ကျွန်တော်တို့မမြင်ရတဲ့အရာတွေနဲ့ကျွန်တော်တို့လက်လန်းမမီနိုင်တဲ့နေရာတွေမှာရှိတာလည်းဖြစ်နိုင်တာ哦ဆိုတော့ဒါကတော့ပြောဖို့ကနည်းနည်းခက်ခဲတာပေါ့နော်အဲ့ဆိုရင်အခုကျွန်တော်တို့ဒီလက်ရှိသိပ္ပံလောကမှာလို့ပဲပြောရမှာပေါ့နော်။ကျွန်တော်တို့ကဘာမြေပေါ်ကလွယ်လို့ရှင်ဟိုဘယ်အဲ့လို exoplanet လို့ခေါ်မှာပေါ့နော်အဲ့လိုဘယ်တက်ရှိမွေးဖွားရှင်တန်လို့ရတဲ့ planet မှာမဆိုတက်ရှိတကောင်မှမတွေ့သေးဘူးပေါ့နော်လက်ဆုပ်လက်ကင်အဲ့လိုသဘောမျိုးလားကျွန်တော်တို့ဒီကဘာမြေကြီးထူးဆန်းတာကတော့ဘယ်လိုပြောရမလဲဆိုတော့ဒီတက်ရှိဒီဖွံ့ဖြိုးဖို့အတွက်ကိုတော့အဲ့လိုအစင်သက် ready made ဒီလိုလှုပ်ထားပေးတဲ့ဒီလိုအနေအထားမှာရှိတယ်ဟိုတက်ရှိတွေကျွန်တော်တို့ရှင်တန်ဖို့အတွက်ပေါက်ဖွားဖို့အတွက်ကြီးထွားဖို့အတွက်ကိုလုံးဝကွက်တိဒီကဘာမြေကြီးရဲ့ရာသီဥတုတွေကဘာမြေကြီးရဲ့ pressure တွေဒါကြောင့်လို့ကွက်တိသွားပြီးတော့ဖြစ်နေတယ်အဲ့လိုကွက်တိအဲ့လိုဖြစ်တဲ့ကျွန်တော်တို့ကဘာတခြားသောဂျိုတွေကိုကျွန်တော်တို့ကလိုက်ရှာကြတာပေါ့နော်ဆိုတော့နီးစပ်တဲ့ဂျိုတွေလိုက်ရှာနီးစပ်တဲ့ဂျိုတွေတွေ့တယ်ဒါပေမဲ့နီးစပ်တဲ့ဂျိုတွေမှာအခုထိကတော့တက်ရှိတတ္တဝါရဲ့လက္ခဏာကိုမတွေ့ရသေးဘူးကျွန်တော်တို့အုံနာလိုမျိုးပေါ့ဒီအင်္ဂါဂျိုပေါ်မှာတက်ရှိရဲ့တက်ရှိခဲ့တယ်ဆိုတော့ဒီ fingerprints တွေဒီကျွန်တော်တို့ခြေရာတွေကိုတော့တွေ့ထားတဲ့အခြေအနေတော့ရှိတယ်ဒါပေမဲ့လည်းဟုတ်မဟုတ်ကတော့မသေးကြသေးတဲ့အနေထားအဲ့တခုကတော့ကျွန်တော်လည်းတော်တော်လေးအံ့ဩတဲ့ထဲမှာပါတာပေါ့နော်ကျွန်တော်တို့ဒီလက်ရှိသိပ္ပံပညာအရဆိုရင်ကျွန်တော်တို့ရဲ့ဒီ solar system ပေါ့နော်ဒီ solar system အပြင်ကျွန်တော်တို့ရဲ့ဒီ Milky Way ပေါ့ငွေတန်း galaxy ပေါ့နော်အဲ့လိုဒီ Milky Way ငွေတန်း galaxy တစ်ခုထဲမှာကျွန်တော်တို့လိုမျိုးနေအဖွဲ့အစည်းကတန်းနဲ့ချီရှိတာဘီလီယံနဲ့ချီရှိတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့လက်ရှိမျက်မှောက်သိပ္ပံပညာအရ telescope တွေအရာကသူတို့ကဒီ galaxy တမကောက်တခြားဟာတွေထိပါသူတို့ကအဝေးကြီးမှာရှိတဲ့ galaxy တွေထိပါသူတို့ကလှမ်းမြင်နေရပြီလှမ်းတွေ့နေရပြီပေါ့နော်
နေတွေဆိုတာလည်းအများကြီးတွေ့နေရပြီကျဲတွေဆိုတာလည်းအများကြီးတွေ့နေရပြီခုနကဆရာဆွဲပြောသလိုပေါ့နော်တက်ရှိနေထိုင်ပေါက်ဖွားလို့ရတဲ့ exoplanet တွေပေါ့ကဘာနဲ့ဆင်တဲ့ planet တွေရေရှိမယ်လေရှိမယ်ဆိုရယ် planet တွေလည်းကျွန်တော်တို့ထောင်နဲ့ချီပြီးเนาะအဲ့လိုတွေ့ထားပြီးပြီပေါ့နော်ဒါပေမဲ့လက်စုပ်လက်ကင်ရယ်လို့အဲ့လိုတက်ရှိရှင်နေတဲ့ဟာကိုကျွန်တော်အခုချိန်ထိမသိသေးဘူးပေါ့နော်မသိသေးတော့ကျွန်တော်အနေနဲ့စဉ်းစားတာကကျွန်တော်တို့ဒီကဘာလောကကိုတက်ရှိတယ်ဘလို့ရောက်လာတာလဲပေါ့နော်ဒါမှမဟုတ်လေဒီမှာပဲကျွန်တော်တို့ကမွေးဖွားစတင်မွေးဖွားလာတာလားဒါမှမဟုတ်အပြင်ကနေရောက်လာလားပေါ့ကျွန်တော်အဲ့ဒါစဉ်းစားတာပေါ့ကျွန်တော်လို့ရင်တော့ကျွန်တော်ငယ်တော့ကျွန်တော်ဖတ်ပူးတဲ့စာတစ်ခုမှကြတော့ဒီပေါ့ panspermia လို့ခေါ်တာပေါ့ဗျာဒီအတုံးအကတော့ပေါ့နော်တက်ရှိတွေကဒီရလာတာမဟုတ်ဘူးပေါ့နော်တက်ရှိတွေကအဲ့လို ကဘာမှာဖြစ်လာတာမဟုတ် စာအုပ်မှာဆိုရင်ဒီရလာတာမဟုတ်သူကဟိုတခြားနေ export ပေါ့ export ပေါ့နော်တခြားနေရာကနေတက်ရှိတွေကဒီဘက်ကိုရောက်လာတာပေါ့ရောက်လာတယ်ဆိုကြီးကြီးမားမားအဲ့လိုဟိုဘယ်လိုပြောမလဲဉာဏ်ရည်ရှိပြီးသား intelligence life တွေရောက်လာတာကိုပြောချင်တာတော့မဟုတ်ဘူးသူကဒီ bacteria လေးတွေပေါ့တက်ရှိတွေဖြစ်လာမဲ့အခုလိုကျွန်တော်တို့လိုမျိုးဉာဏ်ရည်မြင့်တသွားတွေဖြစ်လာမဲ့ဟာတွေရဲ့အစပေါ့နော် origin မူလတက်ရှိလေးတွေပေါ့နော်တေးသေးလေးတွေပေါ့ cell တစ်လုံးနဲ့ရှိတဲ့တက်ရှိလေးတွေကဒီကဘာမြေပေါ်ကိုရောက်လာတယ်ရောက်လာပြီးအဲ့ကနေမှတစ်ဆင့်ဖြည်းဖြည်းချင်းပေါ့နော်စင်ကဲပြောင်းလဲမှုတွေနဲ့အခုလိုကျွန်တော်တို့လက်ရှိကဘာကြီးဖြစ်နေတာပေါ့အဲ့လိုမျိုးသူကရေးထားတယ်ဗျာအဲ့ရေးထားတဲ့အပေါ်မှာသူကအဲ့မှာဆိုဟိုကဘာထက်ရေးထားလဲဆိုတော့ဒီတက်ရှိတွေဖြစ်တည်မှုကတဲ့ဒီလိုဟို fix ဖြစ်တယ်ပေါ့သူပြောချင်တာဥမာ fix ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကဘာမြေပေါ်ကျလာတဲ့ဒီတက်ရှိအသေးသေးလေးကနေစင်ကဲပြောင်းလိုက်တာကျွန်တော်တို့ဖြစ်တယ်လို့ပဲကျွန်တော်တို့ဒါအကယ်၍နောက်ထပ်တက်ရှိမျိုးနွယ်စုကိုတွေ့မယ်ဆိုရင်တဲ့နောက်ထပ်ဂျိုတစ်ခုကပုံစံလဲကျွန်တော်နဲ့တိတ်ကွာမှာမဟုတ်ဘူးတဲ့သူတို့လည်းဒီလိုပဲပေါ့ဒီလိုလူပုံစံပဲပေါ့တိတ်ပြီးတော့သူတို့နည်းနည်းပါးပါးတဘာပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်နည်းနည်းပါးပါးဟိုပြောင်းသွားတာလွဲလို့ရှိရင်ကျွန်တော်တို့လူပုံစံပဲတိတ်ကွာမှာမဟုတ်ဘူးပေါ့ခုနဆရာဆွဲပြောသလိုပဲသွားတတိယလိုက်လို့ပါကျွန်တော်ခြေလေးချောင်းလက်လေးချောင်းရှိတာတွေပေါ့အဲ့တော့ဘယ်ဂျိုမှာပဲရှင်တက်ရှိတွေကဒီ structure ပဲသွားနေတာလားပေါ့เนาะကျွန်တော်အဲ့လိုမျိုးလေးသွားပြီးတော့ငယ်တုန်းကတော့ကျွန်တော်တိတ်မသိဘူးပေါ့ကွာအဲ့တော့ဒါကျွန်တော်ဖတ်မိတာအဲ့ panspermia ပေါ့နော်တက်ရှိတဲ့အပြင်ကလာတယ်လာတဲ့အခါမှာလဲသူရဲ့လာပုံလာနီးကတော့အမျိုးစုံပေါ့ဆရာရဲ့ဟိုဥက္ကာခဲတွေကနေတဆင့်ပေါ့နော်ကဘာနာကနေဖြတ်သွားတဲ့ဥက္ကာခဲကနေပြောမယ်ဆိုရင်တော့ဂျိုတစ်ခုရှိမယ်အဲ့ဂျိုတစ်ခုကသူ့အတူသူပောက်ကွဲသွားတာဖြစ်မယ်မဖြစ်ရင်လဲတခြားဥက္ကာခဲအကြီးတစ်ခုကအဲ့ဂျိုဝင်တိုက်တယ်ဝင်တိုက်ပြီးတော့ကျွန်တော်ဒီဟိုဆေးကြောင်းမှာလဲဟို forensic မှာဆိုရင်အဲ့လို collision theory ပေါ့ထိမိတိုက်မိလို့ရှိရင်နှစ်ခုဟိုဘက်ဒီဘက်နှစ်ခုလုံးကပစ္စည်းတွေအပြန်လန်မျှဝေကြတယ်ဆိုသလိုပဲဒီဥက္ကာခဲမှာအဲ့ဂျိုမှာရှိတဲ့တက်ရှိအမုံမွားတွေပါလာမယ်အဲ့ဥက္ကာခဲကကျွန်တော်ကဘာနာကိုဖြတ်သွားတဲ့အချိန်တောင်မဟုတ်ကဘာနဲ့ပြန်တိုင်းပြီးအချိန်မှာအဲ့တက်ရှိအမုံမွားတွေကဘာမှာပြန်ကြံနေခဲ့တယ်ကြံနေခဲ့တဲ့ဟာနေသူစင်ကဲပြောင်းလဲပြီးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံတွေရှိမယ်ပြီးရင်တချို့တွေကျ radiation ပေါ့နော်ဒီသူအာကာသထဲမှာလွှင့်နေတဲ့တက်ရှိအမုံမွားတွေကဘာမှာလာပြီးဖုံကတ်တယ်လို့မျိုးပေါ့နော်လာကတ်ပြီးတော့ဖြစ်လာတာလည်းရှိတယ်ရှိနိုင်တယ်ပေါ့နော်ပြီးတချို့တွေကြဒီထက်ပိုပြီးတော့ conspiracy ဆန်ဆန်ပေါ့ဟိုshake ကဟိုဘယ်လိုပြောရမလဲအရန်အဆင့်မြင့်သွားတဲ့လူနေမှုအဆင့်မြင့်သွားတဲ့ advanced civilization ပေါ့အဲ့ဟာလူတွေကကျွန်တော်တို့ Star Trek တို့လိုမျိုးပေါ့ပုံစံမျိုးပေါ့ဂျိုခကြီးသွားသမားတွေဂျိုခကြီးသွားသမားတွေပေါ့အဲ့ဟာလူတွေကဒီကဘာမှာနေလို့ကောင်းတယ်ဘာညာဆိုပြီးတော့တက်ရှိတွေကိုလာပြီးမျိုးစေ့လာချသွားတာလားပေါ့အဲ့လိုမျိုးပုံစံတွေကျွန်တော်ဖတ်ဘူးတယ်ဆရာဆိုရဲအဲ့တော့အခုကျွန်တော်မေးချင်တာတက်ရှိတွေကအဲ့အခုကျွန်တော်တိထားတယ်လို့မျိုး panspermia ပုံစံနဲ့လာတာလားဒါမှမဟုတ်ဒီကဘာမှာပဲစတင်ပေါက်ဖွာလာတာလားဆိုတာလေးနဲ့ပတ်သက်ပြီးဆရာဆွဲဘယ်လိုမြင်လဲဆရာဆွဲအမြင်လေးတစ်ချက်ပြောပြပေးအောင်ကျွန်တော်ထင်တာကတော့ဒီ panspermia ရဲ့ theory ကစပြီးတော့ဖြစ်လာတာဟိုကဒီကျွန်တော်တို့နောက်ထပ်ခက်ခဲတဲ့မေးခွန်းတစ်ခုကိုမဖြေနိုင်တဲ့အတွက်ကြောင့်မလို့ခက်ခဲတဲ့မေးခွန်းတစ်ခုကိုမဖြေနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ panspermia theory ထပ်ဖြစ်လာတယ်အဲ့ခက်ခဲတဲ့မေးခွန်းကဘာလဲဆိုတော့ abiogenesis ပေါ့တဘောတမဲ့အရာဝတ္ထုတွေကနေပြီးတော့ကျွန်တော်တို့တက်ရှိအရာဝတ္ထုတွေဖြစ်လာတယ်ဆိုတော့အလွယ်ပြောရင်တော့ abiogenesis ဆိုတာဒါပဲကျွန်တော်ဒီ evolutionary theory မှာဒီ evolution စံကဲဖြစ်စဉ်theory မှာဘာဖြစ်လာလဲဆိုတော့အရင်ဦးဆုံးကမ္ဘာမြေကြီးပေါ်မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ cells လေးတွေတက်ရှိ cells လေးတွေစဖြစ်လာတယ် cell တစ်လုံးပေါ့အဲ cell တစ်လုံးကနေပြီးတော့သူကနှလုံးပွားတယ်နှလုံးကနေပြီးတော့မှကျွန်တော်တို့ကcells တွေအများကြီးထပ်ပြီးတော့ပွားတယ်အဲ့တော့ဒီလို cell တစ်လုံးနဲ့ရှင်သန်တဲ့ bacteria လိုမျိုးတတ္တဝါနေပြီးတော့မှ cell တွေ3 4လုံးနဲ့ရှင်သန်တဲ့တတ္တဝါအဲ့နေပြီးတော့မှ cell တွေအများကြီးနဲ့ရှင်သန်တဲ့တတ္တဝါပြီးတော့ကျွန်တော်တို့အကောင်သေးလေးတွေပေါ့
တဘောဖြုတ်ကောင်လိုမျိုးအကောင်သေးလေးတွေအဲ့နေပြီးတော့ကျွန်တော်တို့ငါးလိုမျိုးအကောင်လေးတွေပြီးတော့အဲ့နေပြီးတော့ကျွန်တော်တို့ကဖားလိုမျိုးအကောင်လေးတွေမိချောင်းလိုမျိုးကုန်းပေါ်နေနဲ့တက်လာမယ်အဲ့လိုအကောင်လေးတွေပြီးတော့ကျွန်တော်တို့တက်တော်တွေကိုတောင်းမယ်အကောင်လေးတွေစင်ကန်းဖြစ်စဉ်အရာကျွန်တော်တို့ပြောင်းလဲလာတယ်လို့ဒါ theory တော့ဖြစ်တယ်ဆိုတော့ဒီစင်ကန်းဖြစ်စဉ်က evolution ကကျွန်တော်တို့ခင်ဗျားတို့ပတ်ဝန်းကျင်မှာဟိုကြုံတွေ့ရတဲ့အပိုင်းတွေအများကြီးရှိတယ်ဥပမာအဖြစ်ကျွန်တော်တို့ဒီနေပူတဲ့အရက်ဒေတာမှာလူတွေကပြောင်းမိနေလာတဲ့အခါကျတော့နေအောင်ချီတန်းကိုခံနိုင်တဲ့အသားမဲတဲ့သူတွေကပို့ပြီးတော့အဲ့ဒီနေရာမှာပို့ပြီးတော့ရှင်းတန်တယ်အဲ့တော့အမှအသားဖြူတဲ့သူတွေကအမှတေကုန်အဲ့တော့အဲ့ဒီအသားမဲတဲ့လူအသက်တိုက်ကအဲ့ဒီနေရာမှာထပ်ပြီးတော့ပွားလာတယ်ပေါ့ဒါနဲ့ကျွန်တော်တို့အသားမဲတဲ့သူအသားညိုတဲ့သူအသားဖြူတဲ့သူစသဖြင့်အဲ့လိုစင်ကန်းဖြစ်စဉ်တွေအများကြီးနောက်ပိုင်းပြောင်းလဲလာတာပေါ့ဗျာဆိုတော့ဒါမျိုးကတော့ကြည့်ရတာကျွန်တော်တို့ရှင်းပြရတာလွယ်ပေမဲ့ဒီတတ္တဝါတစ်ကောင်ကနေပြီးတော့နောက်ထပ်တတ္တဝါတစ်ကောင်ကို evolution စင်ကန်းဖြစ်စဉ်အနေနဲ့ပြောင်းသွားတယ်ဆိုတာကိုရှင်းပြရတာနည်းနည်းလေးခက်တယ်အဲ့တော့ cell တစ်လုံးကနေပြီးတော့ကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့အသိဉာဏ်မြင့်မာတဲ့ကျွန်တော်တို့တတ္တဝါတစ်ကောင်ဖြစ်လာဖို့ဆိုတာကိုအရှိကြီးဖြစ်စဉ်တွေမြောင်များစွာကိုရှင်းပြဖို့တော်တော်ခက်တယ်အဲ့ဒီထပ်ပိုခက်တာပါလဲဆိုတော့အဲ့ဒီပထမအဆုံးဖြစ်လာတဲ့အဲ့ဒီ cells အဲ့ပထမအဆုံးဖြစ်လာတဲ့အဲ့ဒီ cells ကတတ်မဲ့အရာဝတ္ထုတွေကနေပြီးတော့မှအဲ့ဒီတက်ရှိဒီ cells ကလေးတစ်လုံးဖြစ်လာဖို့ဆိုတာကခုနကပြောခဲ့တဲ့ဒီ cell တစ်လုံးကနေပြီးတော့လူသားဖြစ်လာဖို့အခြေအနေအတိုင်းတာရဲ့ခက်ခဲမှုနဲ့တူညီစွာဒီဘက်မှာခက်ခဲမှုကတော့ဖြစ်တယ်အဲ့တော့တတ်မဲ့ပစ္စည်းကနေပြီးတော့ cell တစ်လုံးအသက်ဝင်လာဖို့ခက်တာပေါ့ cell တစ်လုံးအသက်ဝင်တဲ့ cell တစ်လုံးဖြစ်ဖို့ဆိုတာအရင်ခက်တယ်ဘာဖြစ်လို့ခက်လဲဆိုတော့ကျွန်တော်တို့တက်ရှိ cell တစ်လုံးဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ DNA လို့တယ်ဆိုတော့ DNA ကတော်တော်မှခက်ခဲစွာတိဆောက်ထားတဲ့ blueprint တစ်ခုဖြစ်တယ်ဒီ DNA ကဆိုတော့လူသားမှာဆိုရင်လည်းအရန်ရှုပ်ထွေးသလိုဒီ bacteria cell တစ်လုံးမရှိတဲ့ bacteria မှာဆိုရင်လည်းတူညီစွာရှုပ်ထွေးတယ်ဆိုတော့ DNA ရှိတော့မှဘာလုပ်လို့ရမလဲဆိုတော့ amino acid ထုတ်လို့ရမယ် amino acid ရှိတော့မှ DNA ထုတ်လို့ရမယ်အဲ့တော့ amino acid ကအရင်လာတာလား DNA ကအရင်လာတာလား DNA ကအရင်လာတာလား amino acid ကအရင်လာတာလားနောက်ဆုံးဒါတွေဖြစ်ခဲ့မယ်ဆိုရင်တော့မှဒါတွေကိုတို့လိုမပြန့်သွားအောင်ကျွန်တော်ဗာရှိဖို့လိုရလဲဆိုတော့ cell နေရန်ရှိဖို့လိုရတယ်ပြီးတော့အဲ့လိုမျိုးအခြေအနေတွေမှာဘာဖြစ်လဲဆိုတော့ဒီကမ္ဘာမြေကြီးပေါ်မှာရေတွေကအရင်ခက်ကအရင်များတယ်ဒီအခုလက်ရှိမှာတော့မှလည်း3ပုံ2ပုံကရေတွေပေါ့နော်ရေထဲမှာဒါမျိုးဖြစ်ခဲ့တယ်ဆိုရင်ဘုံတော့ပြန့်ကျဲသွားမှာဆိုတော့ဒီ abiogenesis ကိုတတ်မဲ့ပစ္စည်းနဲ့တက်ရှိဖြစ်လာတယ်ဆိုတာကိုအများကြီးသိပ္ပံပညာရှင်တွေများများဆိုရှင်းပြကြတယ်သူတို့ရဲ့အနည်းဆက်ဆုံးအတွေ့အခေါ်ပေါ့ဒါပေမဲ့ still အခုထိကျွန်တော်တို့တိကျတဲ့အဖြေအခုထိမရသေးဘူးဆိုတော့ဒီ abiogenesis လေးကိုသာကျွန်တော်တို့ကနားလည်လိုက်ပြီဆိုလို့ရှိရင်တစ်ဖက်မှာဦးနာ cell တစ်လုံးကနေပြီးတော့ cell ပေါင်းမြောင်များစွာနဲ့အသိဉာဏ်မြင့်မာတဲ့လူဖြစ်လာဖို့ရှင်းပြရတာအများကြီးလွယ်ကူပါတယ်အဲ့တော့အခုနပြောတဲ့ဒီခက်ခဲတဲ့ abiogenesis ကိုရှင်းပြရတာခက်ခဲတဲ့အပေါ်မှာအဲ့ abiogenesis ကိုမရှင်းပြခြင်းလို့ကျွန်တော်နောက်ထပ် theory တခုစဉ်းစားတယ်ငါတို့တမဲကနေပြီးတော့တက်ရှိ cell ဖြစ်လာတာမဟုတ်ဘူးငါတို့ကဒီတက်ရှိ cells ကတခြားသောဂျိုတခြားသောကဘာကနေပြီးတော့ရောက်လာတယ်အဲ့တော့အဲ့ဒီထဲမှာဥက္ကာခဲတုံးလေးတွေကိုကဘာမော်ကြားလာတဲ့ဥက္ကာခဲတုံးလေးတွေကိုခိုးပြီးတော့ကြားလာတာဖြစ်နိုင်တယ်တော့မဟုတ်ဥက္ကာပြောတဲ့ဆရာစောရန်ပြောသလိုမျိုးအသိဉာဏ်မြန်မာတဲ့ဒီဂျိုသားတွေကနေပြီးတော့ alien တွေကနေပြီးတော့မှကဘာမြေကြီးပေါ်မှာမျိုးစိတ်သဘောလာချသွားတယ်ပေါ့ကျွန်တော်တို့ genetic engineering လာလုပ်ပါတယ်ပေါ့ဆိုတော့အဲ့လိုမျိုးပုံစံမျိုးလဲခံမှန်းကြတယ်ပေါ့ဆရာဒီလိုအဲ့တော့ကျွန်တော်တို့ကတနည်းအားဖြင့်စဉ်းစားမယ်ဆိုရင်ဒါဘာသာရေးနဲ့တော့ချိတ်ဆက်ပြီးစဉ်းစားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့လူတွေကနားမလဲဘူးပေါ့နော်နားမလဲတာလည်းအပြစ်တော့ပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့အသက်မဲ့နေတဲ့ဘာလဲ object တစ်ခုပေါ့နော်ပစ္စည်းတစ်ခုကိုအသက်သွင်းဖို့ဆိုတာကဒါကဘာသာရေးရှုထောင့်ကနေပြောမယ်ဆိုဒါတွေကဖျားဒီဟာတတ်နိုင်ကျွန်တော်တို့ကဖျားဖြစ်ပြီဗျာဟုတ်လားဖျားပဲလုံနိုင်တာဟုတ်ကျွန်တော်ဘာသာရေးအမြင်မှာဆိုရင်ဟုတ်တယ်မလားအဲ့တော့လူသားတွေအနေနဲ့ကတော့ဒီအဆင့်ကိုလုံနိုင်တာမလုံနိုင်တာထက်နားလည်ဖို့တော့ခက်ခဲတယ်ဆိုတော့ကျွန်တော်လည်းစဉ်းစားကြည့်ယူလို့တော့ရတယ်ပေါ့အဲ့တော့ခုနကျွန်တော်ရဲ့စကားပြန်ဆက်မယ်ဆိုရင်အခုဒီပေါ့ကဘာကြီးမှာကျွန်တော်တို့ဒီလူသားတွေရဲ့ဖြစ်တည်မှုပါပေါ့နော်အဲ့လိုကျွန်တော်တို့ဒီဘက် specialize ဖြစ်နေတာလားဒါမှမဟုတ်တခြားသောတထောင်တနေရာမှာပေါ့နော်ဘာလို့ဆိုကျွန်တော်တီးတလောက်ကတွက်ချက်မှုတွေအရာကသူတို့တွေကလူသားတွေလိုပဲအဲ့လိုအဆင့်ညံရည်မြက်တက်ရှိတွေရှိနိုင်တယ်ဆိုတဲ့ဟာကတေကိုတေချာတယ်ဗျာဆရာဆွဲရယ်သူတို့ရဲ့ဒီတွက်ချက်မှုအရာပေါ့နော်သိပ္ပံတွက်ချက်မှု equation တွေအရာပေါ့နော်အဲ့တော့aliens လို့ပဲပြောမှာပေါ့နော် aliens ကအခုဘယ်ရောက်နေရလဲဘယ်မှာနေရလဲပေါ့ကျွန်တော်အရင်တော့ကတည်းကလည်းဒီ
radio နီးပညာတွေဒီဗာလဲ space ပေါ့နော်အာကာသဆိုင်ရာနီးပညာတွေတိုးတက်လာတဲ့ခေတ်အစလောက်ကနေစပြီးတော့ကျွန်တော်တို့ဒီကဘာမြေပေါ်ကနေတခြားသော alien တွေကိုရှာဖို့ဂျိုသားတွေကိုရှာဖို့ကျွန်တော်တို့အစင်တစိုက်စူးစမ်းခဲ့ကြတယ်ကျွန်တော်တို့လူသားတွေပေါ့နော်ဒီကနေကျွန်တော် signal တွေလွှင့်တယ်ကဘာကြီးပေါ်နေ signal လွှင့်တယ်ဟိုပြစ်လွတ်လိုက်တဲ့ဂျိုတုတွေထဲမှာကဘာနဲ့ဆိုင်တဲ့ပစ္စည်းတွေတချင်းတွေဟိုဘယ်လိုဓာတ်ပုံတွေထည့်ပေးလိုက်တယ်ပေါ့နော်အဲ့လိုအခုချိန်ထိကျွန်တော်တို့ဟို signal တွေပြန်မရသေးဘူးပေါ့နော်အဲ့လိုတော်ကြာပြီပေါ့နော်နှစ်ပေါင်း50 60လောက်ကျွန်တော်တို့လိုမျိုးညံရင်မြင့်တဲ့တက်ရှိကိုရှာဖို့စူးစမ်းခဲ့တာတော်ကြာပြီတချို့ဆိုလို့ပြောမလဲနည်းနည်းကန့်အောင်ကန့်ကွက်တယ်ပေါ့နော်အဲ့တိတော့လဲဘာထူးလဲပေါ့နော်ကိုတက်ညံရင်မြင့်နေလို့ရှင်ဘယ်လိုလုပ်မလဲပေါ့ဟိုကိုနေတော့ကအကောင်သူတို့တိသွားမှာဟိုကဘာကြီးရဲ့မြေပုံလိပ်စာကိုတိသွားပြီးရောက်လာရင်ဘယ်လိုလုပ်မလဲပေါ့ကိုရီးယားတက်မလာဘူးဘာမှလည်းခင်မီသေးတာလည်းမဟုတ်ဘူးပေါ့ခင်မမီတဲ့ကောင်တွေကမလာနိုင်ဘူးခင်မီတဲ့ကောင်တွေကရောက်လာပြီဆိုကြတဲ့ဒါကိုထက်တာပြီပဲညာအဲ့တော့ကိုဒုက္ခကိုရှာတယ်ဘာညာဆိုပြီးလိုဝေဖန်မှုတွေအများကြီးရှိတယ်ပေါ့အဲ့တော့ဆရာဆွဲအမြင်မှာရောတက်ရှိနိုင်လားပေါ့နော်တခြားရှိနိုင်လားအကယ်၍ရှိတယ်ဆိုရင်ဘယ်ပြောက်နေတာလဲပေါ့နော်အကယ်မရှိနိုင်ဘူးဆိုရင်တို့ဘာတွေခက်ခဲနေတာလဲပေါ့နော်ဘာတွေခက်ခဲနေအခုကျွန်တော်တို့ဆိုဒီမှာကပောက်မှာလူတွေရှိရခွေးတက်ရှိအောင်တစ်မျိုးတည်းမဟုတ်တန်းကိုတန်းနဲ့ချီတယ်ဗျာတက်ရှိမျိုးစိတ်ပေါင်းပေါ့နော်မြောက်များစွာရှိတယ်ဟိုရှေ့တော့ကမျိုးသုံးသွားတဲ့ဒိုင်နိုဆောတွေကဟိုဖယ်လိုက်မယ်ဆိုရင်တော့မှအခုလက်ရှိမှာရှိနေတဲ့တက်ရှိအောင်တန်းနဲ့ချီတယ်ဗျာသိရမလားဟိုကြားတို့တမင်တို့တမျိုးတည်းမှာတော့မှအဲ့လိုမျိုးစုံ species ထက်ကွဲသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်စီမှာအဲ့လောက်ဝေဆာဖောတီဖြစ်နေတဲ့တက်ရှိတွေကတခြားနေရာမှာဘာလို့မရှိရတာလဲပေါ့နော်ဘာအခက်ခဲတွေရှိနေလဲအကယ်၍ရှိတယ်ဆိုရင်ရောသူတို့တွေကဘယ်ရောက်နေတာလဲပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ပုံနေတာလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ကပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကခုနဆရာဆွဲပြောဟိုကျွန်တော်တို့ပြောရတဲ့ထဲမှာပါလို့ပေါ့နော်ဂျိုသားတွေကကျွန်တော်တို့ကိုလာပြီးတော့ဒီမှာတက်ရှိမျိုးစိတ်လာကျဲသွားတယ်ပြီးတော့ကျွန်တော်တို့ကိုတို့ကဟိုလောင်အိမ်ထဲကငါးကလေးလိုမျိုးပေါ့ကျွန်တော်တို့အဲ့လိုကြည်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘေးပတ်ဝန်းကျင်လောကနဲ့အဆက်အသွယ်မရှိဘဲနဲ့ isolate ဖြစ်နေတာလားပေါ့အဲ့ဟာလေးနဲ့ပတ်သက်ပြီးဆရာဆွဲဘယ်လိုမြင်လဲဆရာဆွဲရဲ့အမြင်လေးတစ်ချက်ပြောပြပေးပါအောင်ကျွန်တော်ပြောရတာတော့အရင်ခက်တယ်ကျွန်တော်ရဲ့ personal ကိုယ်ရေးကိုယ်တာကျွန်တော်တို့အတွေးခေါ်ရဆိုလို့ရှိရင်တော့ဂျိုသားရှိခြင်း alien ရှိခြင်းကျွန်တော်တော့မယုံကြည်ဘူးဘာလို့လဲဆိုတော့အဲ့လိုမယုံကြည်ပဲနေတော့မှသာလဲကျွန်တော်အိပ်ပျော်တယ်နော်ဆိုလို့ရှိရင်အဲ့ဒီအတွေးခေါ်ရအိမ်မပြောဆိုတော့တစ်ဖက်ကဘာဖြစ်လို့ဂျိုသားရှိတယ်ဆိုတာကိုကျွန်တော်ယုံကြည်ကြတဲ့သူတွေရဲ့အတွေးခေါ်လဲဘယ်လိုလဲဆိုတော့ငါတို့ဒီစัจ java လာမှာ universe မှာတဘောကဘာဂျိုပေါင်းကမြောက်များလာရှိအခုကျွန်တော်ပြောလိုက်တဲ့မြောက်များစွာဆိုတဲ့စကားလုံးကတကယ်ရှိတဲ့ပမာဏကိုဘယ်လိုမှ justify မဖြစ်ဘူးဘယ်လိုမှအဲ့ဒါကိုကျွန်တော်ပြေးအောင်ကျွန်တော်စကားလုံးသုံးလို့ကဘာမှာရှိတဲ့တဲကန်းချိန်မှာရှိတဲ့တဲတွေထက်တောင်မှာတဲ့ဟိုစัจ java လာမှာရှိတဲ့ဂျိုကပိုများတယ်လို့ပြောကြတယ်သိပ္ပံပညာရှင်တွေကဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့ကဘယ်လိုပြောရမလဲကျွန်တော်တို့ကဘာကအရင်ထူခြားတဲ့ကဘာဖြစ်တယ်ကျွန်တော်တို့ကဘာက life permitting ဒီအသက်ရှိဖြစ်ထွန်းစေဖို့အတွက်ကိုကွက်တိကြတဲ့ကျွန်တော်တို့ကဘာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဘာလိုမျိုးဒါမျိုးတကူကတိပေါင်းများစွာရှိတဲ့ဂျိုတွေကကျွန်တော်တို့ကဘာလိုမျိုးလုံးဝမရှိဘူးလို့ပြောခြင်းကအရန် arrogant ဖြစ်တယ်အရန်ကိုယ့်ကိုအထင်ကြီးလွန်ရမာနကြီးလွန်ရရောက်စေအဲ့တော့ကိုယ့်ကိုနှိမ့်ချပြီးပြန်စဉ်းစားငါတို့ကဘာလိုမျိုးတခြားသောမြောင်များစွာသောနေရာတွေမှာရှိမှာပဲငါတို့လက်မမီသေးတာရှိမှာပဲအဲ့တော့အဲ့လိုမျိုးရှိတဲ့နေရာမှာငါတို့ကဘာလိုမျိုးတက်ရှိတွေလည်းရှိမှာပဲအဲ့တော့အဲ့လိုမျိုးရှိမှာပဲလို့အဲ့လိုယူဆထားတဲ့အတွေးခေါ်ပါဒါပေမဲ့အဲ့ဒါလည်း faith တစ်ခုပါပဲဘယ်လိုပြောလဲတွက်ချက်မှုအရာ probability များတဲ့ဟာကိုယူဆလိုက်တာပေါ့နော်ဖြစ်နိုင်ခြေများတဲ့ဟာကိုယူဆလိုက်တာပေါ့နောက်တော့အဲ့လိုမျိုးယူဆလိုက်ပြီးကိုယ်စီမှာအဲ့လိုမျိုးကဘာဂျိုတွေအများကြီးရှိနိုင်တယ်အဲ့မှာတက်ရှိတွေလည်းရှိနိုင်တယ်အဲ့လိုယူဆလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ထပ်ပြဿနာတစ်ခုဘာဖြစ်လာလဲဆိုတော့ဦးနဆရာဇော်ရန်ပြောသလိုမျိုးအဲ့ဒီတက်ရှိတွေကဘယ်မှာလဲပေါ့အဲ့ကဲလို့အဲ့တက်ရှိတွေကကျွန်တော်တို့ထပ်စောပြီးတော့ဒါဖြစ်တည်ခဲ့မယ်ဆိုလို့ရှိရင်ဒီတက်ရှိတွေကကျွန်တော်တို့စီကိုဘာဖြစ်လို့တို့ဆိုအရန်ပို့ပြီးတော့တိုးတက်နေပြီကျွန်တော်တို့စီကိုဘာဖြစ်လို့မလာတာလဲပေါ့တဘောဆိုတော့အကဲလို့လာခဲ့ရင်တော့မှလဲကျွန်တော်တို့စီကိုလာပြီးတော့ကျွန်တော်တို့ပြန်ရှာတဲ့အခါမှာတို့ကိုမမြင်အောင်ကျွန်တော်တို့ကပုံနေတာများလားပေါ့ဆိုတော့ကျွန်တော်တို့စမ်းသပ်မှုများတစ်ခုခုလုပ်နေတာလားပေါ့လောင်ရင်တွေကကျွန်တော်တို့ယုံလေးတွေလိုမျိုးစမ်းသပ်မှုများကျွန်တော်တို့လုပ်နေတာလားပေါ့ဆိုတော့ဒီလိုမျိုးမိကုန်းနဲ့အများကြီးပေါ်လာတယ်တစ်ဖက်မှာကျွန်တော်တို့ကဒီမယုံကြည်တဲ့သူက alien မရှိတော့ဘူးဆိုတော့ဆိုပြီးတော့မယုံကြည်တဲ့သူတွေရဲ့အတွေးခေါ်လည်းပါလဲဆိုတော့အကယ်လို့တို့ရှိနေပြီဆိုရင်တို့ရောက်နေလောက်ပြီတပေါ့တို့ရောက်နေလောက်ပြီငါတို့တွေ့နေလောက်ပြီငါတို့လာဆက်သွယ်နေလောက်ပြီငါတို့ကိုအခုထိလာမဆက်သွယ်ရသေးတဲ့အကြောင်းရင်းကတို့မရှိတော့တ
တဘောဆိုတော့ဒါမျိုးအတွေးခေါ်ဒါပေမဲ့ဒါမျိုးအတွေးခေါ်ထားတဲ့သူကတော့တော်နေတယ်အဲ့နဲတယ်မှာကျွန်တော်လည်းပါဝင်တယ်တဘော ignorance is bliss ဟုတ်လား yes မတိချင်အောင်ဆောင်ထားလိုက်တာစိတ်ချမ်းသာ yes ဟုတ်ကဲ့အဲ့တော့ဒါဆရာဆွဲအမြင်ကတော့ကျွန်တော်တို့ဟိုဘယ်လိုစိတ်ချမ်းသာအောင်တွေးယူလိုက်တာပေါ့ကိုရီပဲတီးတန့်ရှိတဲ့ ဒါပေါ့ ဖြစ်တည်မှုပေါ့ ဒါပေါ့အဲ့တော့ရှိလာတော့မှမျက်မြင်ကိုတွေးတော့မှအော်အေးဟုတ်ပြီပေါ့ okay အဲ့တော့ဟိုပေါ့ until proven guilty ပေါ့လားဟိုအပြစ်ရှိရလို့မယူဆထားသေးလက်မခံဘူးအပြစ်မရှိဘူးအဲ့လိုသဘောတရားနဲ့သွားတူတာပေါ့အဲ့တော့အခုကျွန်တော်တို့ Mars မှာကတက်ရှိရှိခဲ့တယ်ဆိုတော့ဟာအခုမသေးချသေးဘူးပေါ့နော်ခုနဆရာဆွဲပြောတဲ့သတင်းရဆိုတော့ဒီပုံဆောင်ခဲကြောက်ခဲကကဘာပေါ်ရောက်ပြီးတော့လေးလာဆန်းစစ်ကြည့်မှပဲတကယ်တက်ရှိခဲ့တဲ့စင်ချေရတော့တွေ့နေပြီပေါ့နော်စင်ကောင်လုံးကြီးရှိခဲ့လားမရှိခဲ့လားဆိုတော့ကျွန်တော်ဆုံးဖြတ်လို့ရမယ်ပေါ့နော်အဲ့ခါကျတော့အကယ်၍မားစီအနေထားတော့ကျွန်တော်တို့လူတွေသွားရွှေ့ပြောင်းပြီးနေလို့ရတော့လားအရင်ကတက်ရှိခဲ့တယ်ဆိုရင်ပေါ့နော်အခုလည်းတက်ရှိပြန်သွားနေလို့တော့ရနိုင်ချေရှိသလားပေါ့နော်ဟို Elon Musk ဆိုပါတော့လည်းအဲ့လိုစူးစမ်းရတယ်လို့သတင်းကြားဘူးတော့လေရနိုင်တယ်ဆိုဘယ်လိုမျိုးတွေကျွန်တော်တို့ဒီတိုင်းသွားနေလိုက်ရုံပဲလားဒါမှမဟုတ်နည်းပြင်ဆင်ရမှာရှိသေးလားမသိဘူးဘယ်လိုမျိုးကျွန်တော်လူတွေအတွက်နေဖို့ကတော့နည်းနည်းလေးခက်ခဲတယ်ဒါပေမဲ့ဥပမာပြတချို့ sales တွေရှိတယ်တချို့အဲ့ဒီအကောင့်တေးသေးလေးတွေမျိုးလုံးတော့မြင်နိုင်လောက်သေးတဲ့အကောင့်တေးသေးလေးတွေရှိတယ်ဆိုတော့အဲ့လိုမျိုးအဲ့ဒီအကောင့်လေးတွေမှာအဲ့ဒီ sales တွေမှာဒီ bacteria လိုမျိုးအကောင့်တွေမှာဗာတွေ့ရလဲဆိုတော့ဒီစကြဝဠာထဲမှာလွင့်နေရင်လည်းသူတို့ရှင်းတတ်နေတာကိုတွေ့ရတယ်သူတို့နေရောင်ခြည်ရဲ့ရောင်ခြည်ဒီ UV ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့တဲ့အခါမှာလည်းသူတို့ရှင်းတတ်တာကိုတွေ့ရတယ် gravity ပြန်ပါမှရှင်းတတ်တာကိုလည်းတွေ့ရတယ်ဆိုတော့ maybe ကျွန်တော်တို့အခုလားပေါ်မှာဆိုရင်တော့အဲ့ဒီအကောင့်တွေတော့ပြန့်နေပြီလူတွေသွားရင်နဲ့ bacteria ပိုးတွေတော့ပြန့်နေပြီဆိုတော့ကျွန်တော်တို့ကဒီ Mars ပေါ်မှာဒီအင်္ဂါဂြိုလ်ပေါ်မှာသွားတဲ့ခါကျလို့ရှိရင်အဲ့လိုမျိုးအကောင့်တွေကတော့ဒါရှင်းတတ်နိုင်တယ်ဒါသိကြတယ်ရှင်းတတ်နိုင်တယ်လူတွေသွားနေဖို့တော့ကတော့ခက်ခဲတယ်အဲ့တော့ခက်ခဲတော့ဒီ Elon Musk ရဲ့ theory မှာတော့ဘယ်လိုရှိလဲဆိုရင်ကျွန်တော်တို့ဒီအင်္ဂါဂြိုလ်ပေါ် nuclear ဘုံချဲမယ်ပေါ့ဆိုတော့ nuclear ဘုံချဲခြင်းအပြင်ကျွန်တော်အင်္ဂါဂြိုလ်ရဲ့ဒီအစွန်းဒီမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းမှာရေခဲနေတဲ့ရေခဲတွေကိုအရေးပြောစေမယ်ဒါလိုအရေးပြောစေခြင်းအပြင်ကျွန်တော်တို့ဒီအဲ့ဒီအင်္ဂါဂြိုလ်ပေါ်မှာရေတွေမြစ်ချောင်းတွေသဘောပေါ်လာမယ်ဒါလိုမြစ်ချောင်းတွေရှိတော့မှလည်းလူတွေနေဖို့အတွက်လွယ်ကူလာမယ်ပေါ့ဆိုတော့ geothermal engineering ပေါ့ဒါ geo engineering ဒီသူဂျိုးတစ်ခုလုံး engineering လုပ်ပြီးတော့လူတွေနေလို့ရအောင်ဖန်တီးမယ်ပေါ့ဒါပေမဲ့ဒါကလည်းအတွေးခေါ်တစ်ခုပဲရှိသေးတယ်တကယ်လက်တွေ့ဖြစ်လာဖို့ကတော်တော်လေးမှခက်ခဲတယ်ဆိုတော့အနည်းဆက်ဆုံးလက်တွေ့ဖြစ်လာမယ်ကိစ္စတော့ဗာလဲဆိုရင်အင်္ဂါဂြိုလ်ပေါ်မှာသွားနေမယ်ဆိုရင်တော့မှဒီဘာလို့မလဲဆိုရင်အင်္ဂါဂြိုလ်ရဲ့မြေကြီးထဲမှာတူးပြီးတော့ကျွန်တော်တို့ကဒီအဆောက်အုံဆောက်ပြီးတော့ဆိုတော့ဒီထဲမှာကျွန်တော်တို့သွားနေရဖို့အလားအလာသွားရှိဆိုတော့အဲ့ဒီကောင်ကတော့အရင်မခက်ခဲဘူးအင်္ဂါဂြိုလ်ရဲ့ရာသီဥတုကိုပြောင်းလဲပြီးတော့နေဖို့ကတော့တော်တော်ခက်ခဲတယ်ဆိုတော့မှကျွန်တော်တခုအမှတ်လေးရလို့ပါနော်ဒီ Neil deGrasse Tyson ဒီသိပ္ပံဟောပြောဆရာတယောက်ရဲ့သူ့ရဲ့ remark တစ်ခုကဘယ်လိုလဲဆိုတော့ဒီကိုကဘာအင်္ဂါဂြိုလ်ကိုဒီ geo engineering လုပ်ဖို့အတွက်သူ့ရဲ့ရာသီဥတုကိုလူတွေနေလို့ရအောင်ပြောင်းလဲဖို့အတွက်ဖန်တီးနိုင်တဲ့ technology နည်းပညာကိုယ်စီမှာရှိလာပြီဆိုရင်တဲ့တော့ဘာပြောလဲဆိုတော့အင်္ဂါဂြိုလ်ကိုရွှေ့ပြောင်းစရာမလိုတော့ဘူးတဲ့တော့ဘာပြောလဲဆိုတော့ဒီကဘာမြေရဲ့ကဘာမှာအခုလက်ရှိနေတဲ့ဒီရာသီဥတုဖောက်ပြန်မှုကိုငါတို့က engineering လုပ်လို့ရပြီဒါဆိုရင်ငါတို့ကတခြားနေရာအောင်ရွှေ့ပြောင်းဖို့မဖြစ်မနေမလိုတော့ဘူးပေါ့နော်အဲ့တော့သူပြောချင်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့အဲ့လိုမျိုးရာသီဥတုကိုပြောင်းလဲအောင်လုပ်ပေးနိုင်မဲ့ technology ကဝေးသေးတယ်လို့ပြောချင်တာအဲ့တော့တွန်းနေမယ်ဆိုရင်တော့ကျွန်တော် twin 2ပြီးတော့မြေကြီးထဲမှာတွန်းနေရမယ်အခြေအနေမှာတွရှိတယ်ဒါမဲ့ဟိုသူတခုမေ့နေတဲ့ချက်ကပေါ့နော်ကျွန်တော်တို့လူတွေကဟိုအင်္ဂါကြိုကိုသွားနေတယ်ဆိုတော့ survive ဖြစ်ဖို့တခုလည်းသွားနေတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့က resource ပေါ့နော်သွားပြီးတော့အင်္ဂါကြိုမှာရှိတဲ့ resource တွေကဘာမှာရှိတဲ့ resource တွေက limit ရှိတယ်ဗျာဟုတ်တယ်မလားဟိုကျွန်တော်မြန်မာစကားပုံရှိရဲဟိုဗာလဲတရေပေါ့အဲ့တရေနားစားပေါ့နော်အဲ့လိုကိုအလုပ်လုပ်တဲ့နေရာမှာတော့ကိုဂျင်းလို့မဖြစ်ဘူးဗျာတဲ့မလားကိုရဲ့ဒီအိမ်မှာတော့ကိုကသွားပြီးတော့ဟိုအင်္ဂလိပ်တွေပါကိုလိုနီနယ်ချက်သွားလုပ်တယ်လို့ဟုတ်လားကိုနိုင်ငံမှာတော့ကိုကောင်းကောင်းလေးထားမယ်သူများနိုင်ငံကိုပဲကုတ်သွေးသွားစုပ်မယ်ဆိုတဲ့ပုံစံပေါ့ကျွန်တော်တို့ကအင်္ဂါချိုကိုရွှေ့ပြောင်းမယ်ဆိုတာကကဘာကြီးမှာရှင်တန်တာမတန်တာထက်ကျွန်တော်တို့ကနောက်ထပ်ဟိုအဂျန်ဒါတစ်ခုကနေချက်ချင်တာလည်းပါတယ်ပေါ့နော်အခုဒါကျွန်တော်နီနီနာနာအင်္ဂါချိုကိုကျွန်တော်နေချက်ပြီးသွားလို့ရှိရင်နောက်ထပ်နီနီနာနာဘဲချိုသူကတစ်ခေါက်လုံးလိုက်ဖို့ပဲလိုတာပေါ့အဲ့တော့သူတစ်ချက်မေ့သွားတာဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ကဒီ geothermal engineering ကိုရရင်ကဘာမှာနေထွက်သွားကြမလို့ဘူးဆိုတာ
အဲ့လိုတော့ပဲဟုတ်တယ်ပေါ့နော်အဲ့လိုဒါအဆင်ပြေစေဆိုဒီကိုလိုနီစနစ်ဆိုတော့ရှိလာမှာ ဟော ပေါ့ ကျွန်တော်ထင်တာ အင်္ဂါ တော့ ဂျိုပေါ့ ကျွန်တော်ထင်တာတော့သူပြောချင်တဲ့ motive ကတည်းလို့ပေါ့နော်ကျွန်တော်တို့အခုလက်ရှိဒီအခုဆရာဇော်ရန်ပြောသလိုမျိုးဒီ resource တွေလိုချင်လို့ဒီအမှမြေရှားတတုတွေသူကသွားပြီးတော့လိုချင်လို့ဒီအင်္ဂါဂျိုတော့ပြောင်းနေဆိုတော့ motive ပေါ့ဆိုတော့ဒီ motive ကအားနေတယ်ဘာနဲ့ရှင်အားနေလဲဆိုတော့ကျွန်တော်တို့ကဘာကြီး နှစ်ခုလုံးပေါ့ကျွန်တော် က ပြော ဘာ ချင် ကြီး တာ နေလို့မရတော့အောင်တဘောပျက်စီးနေပြီဆိုတဲ့အခြေအနေမှာဆိုရင်တော့အင်္ဂါဂျိုမြန်မြန်ရွှေ့ပြောင်းဖို့အတွက်က motive ကတအားကြီးပါပဲအဲ့ကကြောင့်လို့ရှင်တဲ့ technology ကအများကြီးပို့ပြီးတော့တိုးတက်သွားမယ်ပို့ပြီးတော့မြန်ဆန်သွားမယ်ပေါ့သူပြောချင်တာအဲ့လိုထင်ပါတယ် ဟုတ်ကဲ့ဆရာဆိုအဲ့ဒါဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီခုဟိုအင်္ဂါဂျိုပေါ်ကတည်လာမဲ့ဒီပုံဆောင်ခဲကြီးပေါ့နော်ကဘာပေါ်ရောက်လာလို့သိပ္ပံပညာရှင်တွေကစူးစမ်းလေ့လာပြီးတော့အကယ်၍တက်ရှိခဲ့တယ်ဆိုတဲ့ဟာဒါ confirm ဖြစ်ခဲ့ရင်ပေါ့နော်ကျွန်တော်တို့ဒီလူသားတွေရဲ့လူနေမှုဘဝတွေမှာဘယ်လိုတွေပြောင်းလဲသွားနိုင်ခြေရှိလဲပေါ့ဒီသတင်းရဲ့ impact ပေါ့နော်ဘယ်လိုပြောင်းလဲသွားနိုင်ခြေရှိလဲကျွန်တော်တို့ဘာတွေပြင်ဆင်ထားဖို့လိုလဲဘာတွေဆက်သွားဖို့ရှိတယ်လို့ဆရာဆွဲအနေနဲ့မြင်တယ်မသိတစ်ချက်တော့သုံးသပ်ပေးပါဦး အခုကျွန်တော်တို့ဒီ discovery အသက်ရှာဖွေတွေ့ရှိမှုအသက်မှာဒီအင်္ဂါဂျိုဝါနဲ့လာတဲ့ဒီကြောက်တုံးမှာတကယ်ပဲတက်ရှိရဲ့လက္ခဏာတွေကိုကျွန်တော်တို့တွေ့ခဲ့ပြီဆိုလို့ရှိရင်ဒီဟာကတော်တော်ကြီးမားတော့တော်တော်ကိုမှကြီးမားတော့ရှာဖွေတွေ့ရှိမှုကြီးဖြစ်တယ်။ဒါပေမဲ့ဒီရှာဖွေတွေ့ရှိမှုကဒီအောင်နာပြောတဲ့ဒီအကောင်သေးသေးလေးတွေပေါ့ဘက်တီးရီးယားလိုမျိုးအကောင်လေးတွေကိုပဲကျွန်တော်တို့စပြီးရှာဖွေတွေ့ရှိတယ်။ဆိုတော့အကယ်လို့အဲ့ဒါတွေ့ခဲ့တယ်ဆိုရင်တောင်မှလည်းလောလောလတ်လတ်တော့ကျွန်တော်တို့တရားဦးချင်းစီရဲ့ social life မှာတော့ကြီးကြီးမားမားအပြောင်းလဲတော့ရှိလာမယ်လို့ကျွန်တော်မထင်သေးဘူး။ဘာလို့လဲဆိုတော့အခုဒီရှာဖွေတွေ့ရှိမှုရဲ့နောက်ပိုင်းမှာဘာကျွန်တော်တို့နားလည်လာမလဲဆိုရင်ကျွန်တော်တို့ဒီတက်ရှိဖြစ်နိုင်ခြေကကမ္ဘာမြေကြီးမှာလည်းမဟုတ်ဘဲနဲ့တခြားဂျိုတွေမှာလည်းတွားပြီးတော့ရှိနေနိုင်တယ်။အင်္ဂါဂျိုမှာတော့ရှိတယ်ဆိုတခြားဂျိုတွေမှာလည်းထပ်ပြီးတော့ကျွန်တော်တို့မဖြစ်နိုင်ဘူးလို့ထင်တဲ့ဂျိုတွေမှာလည်းတွားပြီးတော့ရှိနိုင်သေးတယ်။အဲ့လိုအတွေးခေါ်ရလာပြီဆိုရင်ကျွန်တော်တို့အဲ့ဒီတခြားသောဂျိုတွေမှာအဲ့ဒီတက်ရှိကိုရှာဖွေတွေ့ရှိဖို့အတွက်ပို့ပြီးတော့ enthusiast ပို့ပြီးတော့ဖြစ်လာမယ်ဒီအနောက်ကို live ဖို့အတွက် pursue လုပ်ဖို့အတွက်ပို့ပြီးတော့စိတ်အားထက်သန်မှုတွေပို့ပြီးတော့များလာမယ်ပတ်စံရင်းနှီးမြှုပ်နှံမှုတွေပို့ပြီးတော့များလာမယ်ဆိုတော့ဒီသိပ္ပံအတိုင်းဝိုင်းမှာဒီအာသာနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းမှာကျွန်တော်တို့မျက်နှာစာအသစ်တွေထပ်ပြီးတော့အများကြီးပွင့်လာနိုင်တယ်ပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့တဦးချင်းစီရဲ့ social life မှာတော့အပြောင်းလဲတော့ရှိလာမယ်လို့မထင်သေးဘူးပေါ့နော်ဒါပေမဲ့အကယ်၍များ intelligent being အသိဉာဏ်ရှိတဲ့တတ္တဝါတကောင်းကောင်းသားကျွန်တော်တို့ကတွေးခဲ့တယ်ဆိုရင်တော့တော်တော်ကြီးမားတဲ့အပြောင်းလဲတွေကျွန်တော်တို့ရဲ့ social life မှာလည်းဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ်ဆရာအဲ့ဆိုရင်ပေါ့နော်ခုဟိုဆရာဆွဲပြောရရဆိုတော့ဒီအဖြေကထွက်မယ်ဆိုရင်တော့နှမျိုးတော့ဖြစ်နိုင်တာပေါ့နော်ဒီတက်ရှိကရှိခဲ့တာဖြစ်ရင်ဖြစ်မဖြစ်ရင်လည်းရှိနေစေဆိုရင်တော့မတိတ်တိတ်မောမောအကောင်လေးတွေအင်္ဂါဂျိုမှာရှိနေတယ်ဆိုတဲ့အဖြေတစ်ခုထွက်လာနိုင်တယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဒီဘက်ကတော့ကျွန်တော်ဆွေးနွေးရလဲနည်းနည်းတော့ရှည်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တီးချင်တာတော့ရှိသေးတယ်ဆရာဆွဲအဲ့ဒါဘာလဲဆိုတော့အင်္ဂါဂျိုမှာတက်ရှိတွေရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဘာကရောပေါ့နော်ဟိုရင်တော့လည်းကျွန်တော်ကြားဘူးနေလို့ပေါ့နော်အဲ့လိုကျွန်တော်တို့လိုထက်အဆင့်မမြင့်အောင်မှာကျွန်တော်တို့လောက်နီးနီးအဆင့်မြင့်ခဲ့တဲ့ civilization တွေပေါ့နော်လူနေမှုအဆင့်တန်းမြင့်တဲ့ဟာတွေအရင်ကရှိခဲ့ဘူးတယ်ဒါပေမဲ့ပျက်စီးသွားတာပေါ့နော်ကဘာပေါ်မှာပြောတာနော်ကဘာပေါ်မှာရှိခဲ့ဘူးတယ်ပျက်စီးသွားတယ်အစအနရှာလို့မရလောက်အောင်ပျက်စီးသွားတယ်ပေါ့နော်ရှိခဲ့ဘူးတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1000အထက်ပေါ့အဲ့လိုမျိုး conspiracy ဆန်ဆန်တွေကျွန်တော်ကြားခဲ့ဘူးတယ်ဆရာဆိုရဲအဲ့တော့အခုကဘာလက်ရှိကဘာကြီးอ่ะပေါ့နော်up 2.0 ပေါ့ version number 2ဒါမှမဟုတ်လဲ3လည်းဖြစ်နိုင်တယ်ပေါ့နော်ရှေ့မှာဟိုသိပ္ပံမှာအဲ့ကျွန်တော်ဒီဒိုင်နိုဆောတွေပေါ့နော်ဒိုင်နိုဆောတွေကမျိုးသုံးပျောက်ကွယ်မှုဒိုင်နိုဆောမတိုင်ခင်မှာလဲအဲ့လိုကဘာကြီးကမျိုးသုံးပျောက်ကွယ်မှု3-5ခါဖြစ်ပြီးပြီလို့တော့သိပ္ပံပညာကတော့အတိအကျပြောထားတယ်ဗျာအဲ့တော့အဲ့ဟာတွေတော့ထားလိုက်တော့ပေါ့ကျွန်တော်ဒီ intelligence light ပေါ့ဉာဏ်ရည်မြင့်တဲ့အဖွဲ့အစည်းကရောကျွန်တော်တို့မတိုင်ခင်မှာရောလူပဲလားလူမဟုတ်ဘဲနဲ့တခြားပုံစံတစ်မျိုးမျိုးနဲ့ကျွန်တော်တို့ကဘာပေါ်မှာရှိခဲ့သလားပေါ့နော်လွန်ခဲ့တဲ့ပေါင်း1000ကျော်ဖြစ်ရင်ကောင်းဖြစ်မယ်2000ကျော်ပေါ့နော်ဘာလို့ဆိုအခုကျွန်တော် pyramid တွေပါတယ်ဆိုရင်လည်းအခုချိန်ဒီဗျာသိပ္ပံပညာရှင်တွေ engineering သမားတွေအခုချိန်ဒီတော့တို့ပြန်ပြီးတော့ remodeling လုပ်ပြီးတည်ဆောက်ဖို့မလွယ်သေးဘူးပြီးအဲ့လိုပုံစံတူတွေပေါ့ pyramid တွေအဲ့လိုဟိုမာယာလူမျိုးတွေရဲ့ဟို pyramid ဆန်တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးအထောက်ထားတွေကဟိုအမေရိကတိုက်မှာလည်းရှိတယ်ဥရောပမှာလည်းရှိအာဖရိကမှာလည်းရှိအာရှတိုက်တွေမှာလည်းအဲ့လိုမျိုး pyramid ဆန်တွေအဆောက်အဦတွေတွေ့ရပေါ့နော်history လိုက်လို့မရတဲ့ခြေရလက်ရာလေးတွေ့တယ်ဆိုတော့ကျွန်တော်ကဘာမှာအဲ့လိုမျိုးရှိခဲ့သလားပေါ့အရင်တုန်းကပေါ့နော်အဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တွေနောက်ပတ်ကြရင်တော့ကျွန်တော်အဲ့ဟာလေးဆွေးနွေးသွားရင်ကောင်းမယ်နော်ဆရာဆိုဟုတ်ပါတယ်ဆရာဟုတ်ကဲ့
ဆရာအဲ့ဒီအကြောင်းပြောဖို့ကတော့တော်တော်လေးဥမာအတွင်းနဲ့အောင်မယ်ထင်တယ်ဆရာအဲ့တော့ဒီအရင် ancient civilization တွေရဲ့ဒီမြင့်မားတဲ့သူတို့ရဲ့ technology တွေအခုထိကျွန်တော်တို့လိုက်မမီသေးတဲ့ကိစ္စတွေဒီ pyramid တွေရဲ့ထူးဆန်းအမွယ်ကိစ္စတွေကျွန်တော်တို့နောက်ပတ်ဆွေးနွေးကြအောင်လေဆရာဆိုတော့ဒီနေ့ပရိသတ်တွေအနေနဲ့လည်းတခြားသောဆွေးနွေးစေချင်တဲ့ကိစ္စဒါမှမဟုတ်စိတ်ဝင်စားတဲ့ကိစ္စတွေရှိရင်အော် comment ထဲမှာရေးခဲ့အောင်နော်ဗီဒီယိုကိုအတွက်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုလို့ရှိရင် like and share လေးလည်းလုပ်ပေးခဲ့ပါအောင်နောက်ပတ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော် see you next week bye bye